ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကာတွန်းရွာမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဇလန်းလေးမစခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe နဲ့ notification bell လေးနှိပ်ပေးသွားကြပါအောင်နော်နိုဝင်ဘာလရဲ့လေအေးတိုက်ခတ်မှုတွေနဲ့အတူရာသီဥတုဟာတဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်အလွန်အေးခဲတဲ့ရာသီကြမှာဒေါ်မိုးတို့သမီးရွှေမတွေအခက်ရောက်ကြရပါတယ်အေးလိုက်တာဒီနှစ်ဆောင်ကတော့စံချိန်ကိုချိုးတာပဲအမေကြီးအိမ်ထဲမှာနေတာတောင်မှလေအေးတွေတိုက်တာစိတ်နေရပဲကျမတို့ယောက်ျားတွေအပြင်မှာအလုပ်ထွက်လုပ်နေကြတာဘလောက်တောင်အေးမလဲမသိဘူးနော်စိတ်ပူလိုက်တာနေအောင်အရေးကြီးတာသူတို့ပြန်လာရင်ဘာစားကြမှာလဲစုထားတဲ့ပတ်စံတွေကုန်လို့ဘာရိတ်ခါမှမဝေထားရအောင်ဒီလိုနဲ့ရွှေမအကြီးဆုံးမဖြူဟာမိဖို့ကြောင့်လည်းသူဝင်သွားပြီးဟင်းချက်စရာချဖွေပါတော့တယ်အိုးပြောင်းမှုစီလေးတွေနည်းနည်းရှိသေးတာပဲတအိမ်လုံးစားလို့လောက်အောင်ကြိတ်ပြီးပွားလိုက်မှနဲ့တူတယ်ဒီလိုနဲ့မတ်ဖြူလည်းပြောင်းမှုစီအနှဲငယ်ကိုစုံထဲထည့်ပြီးကြိတ်ပါတော့တယ်အမမတ်ဖြူဘာတွေကြိတ်နေရလဲပြောင်းမှုစီကြိတ်နေတာညီမလေးတို့ပြောင်းမှုကနဲပေမဲ့ကြိတ်ပြီးတော့ချက်လိုက်ရင်ဆန်လိုပဲတအိမ်လုံးစားလို့လောက်တယ်ဒီနေ့နည်းနည်းကြိတ်ပြီးတော့ချက်စားမယ်မနေ့ပြန်အတွက်လည်းရှမ်းထားအောင်မဘာပဲဖြစ်ဖြစ်အမတို့မှဒါလေးချက်ထားတော့အမတို့ယောက်ျားတွေပြန်လာရင်စားစရာရှိသွားတာပေါ့ဟုတ်ကဲ့အမရှိလို့တော်သေးတာပေါ့နှုတ်မဆိုညီမတို့အကုန်လုံးငတ်ကုန်ကြမှာအိမ်ရှိမှာဟင်းသီးဟင်းရွက်တွေတနိုင်တစ်ပိုင်းစိုက်ထားရလဲရှိတာပဲအဲ့ဒီကငရုတ်နန်နန်လေးကြိတ်ပြီးရောလာရင်ပို့ပြီးအရသာရှိသွားမှာလာညီမလေးတို့သွားခူးကြရအောင်ဒီလိုနဲ့အိမ်မှာရှိတဲ့ပစ္စည်းလေးတွေရှာကြပြီးရွှေမ9ယောက်လုံးတက်ညီလက်ညီရှက်ပြုတ်ကြပါတော့တယ်ခဏကြာမှတော့ခင်ပွန်းဖြစ်သူတို့တုံတုံရီရီနဲ့အပြင်မှပြန်လာကြပါတော့တယ်ရှမ်းလိုက်တာရှမ်းလို့အယိုးရီတောင်ခဲပါတော့မပြအရေးတဲ့ဘိုက်ကစားလိုက်တာကိုလုံရောလာကျမတို့ပူပူနွေ့နွေ့လေးရှက်ပြုတ်ထားတယ်အချမ်းပြေသွားအောင်စားလိုက်ကြနော်ရှင်တို့အရန်ပင်ပန်းလာကြတာပဲဒီလိုနဲ့ခင်ပွန်းတို့လည်းပြောင်းမှုဟင်းလျာကိုခေါင်းမဖော်တန်းစားကြပါတော့တယ်ကောင်းလိုက်တာဗျာအရသာကိုရှိနေရပဲဒီຢာဒီဥတုလေးနဲ့လည်းလိုက်ဖက်ပါပြီတဲ့ဒါနဲ့ကျွန်တော်တို့လည်းအလုံးမကောင်းလို့အိမ်ကိုပတ်စံမအပ်ဖြစ်တာလည်းကြာပြီဒီလိုအစားအစာကောင်းပြီဘလို့ရှက်လိုက်တာလဲဗျဒါကတော့မက်ဖြူရဲ့အစီအစဉ်ကောင်းလို့ဒီလိုစားနိုင်တာသားတို့ရေမရှိတာလေးနဲ့အစင်ပြေအောင်ရှက်ပြုတ်ဖို့သူပဲစီစဉ်လိုက်တာလေပြီးတော့အားလုံးစုပေါင်းပြီးရှက်ပြုတ်ကြတာကောင်းတယ်အခုလိုစင်းရဲမွဲတည်နေတာတော့ကျုပ်တို့မိသားစုလေးကတိုက်ဝန်းနဲ့တက်ညီလက်ညီရှိတော့ပျော်စရာကောင်းတာပေါ့ဗျာဦးစီးဦးဆောင်လုပ်ပြီးတဲ့မက်ဖြူကတော့တကယ်ကိုရှိကျူးစရာပါပဲထိုအချိန်မှာပဲအင်ချင်းဦးလောဘရောက်လာပါတော့တယ်ဒီလောက်တော်တက်နေတဲ့ရွှေမရှိရလေအိမ်လားကလေးမှန်ပြီးဖို့ကြံခိုင်းကြည့်ပါဦးမဟုတ်ရင်ဒီအိမ်ကဆင်းရရင်ဘယ်မှာနေရမလဲဆိုတာရောပေါ့အိုးအကိုကြီးရုတ်တရက်ရောက်လာလားထိုင်မအောင်မထိုင်ပါဘူးဒီမှာမင်းတို့လည်းလူဆောင်တက်ဆောင်ရှိနေရဆိုတော့တခါလဲပြောလိုက်မယ်ဒီခေတ်ကြီးရဲ့မှာဇရေးစကားတွေအကုန်လုံးကဈေးတက်လာတာမင်းတို့လည်းအသိပဲငါမှအိမ်လားကတိုးကောက်ဖို့နေတာပုံမှန်လားကတော့မရတာကွာမင်းတို့ဆက်မငားချင်တော့ဘူးမင်းတို့ထပ်ပို့ပေးနိုင်တဲ့လူသစ်တွေလည်းရှိနေပြီဦးလေးရဲ့အခုတလောရာသီဥတုမကောင်းလို့အလုံးမဖြစ်ကြတာလေသိရတာနဲ့ကျွန်တော်တို့အိမ်လားကောက်တရက်ချင်းဆက်ပေးပါမယ်အေးဒါဆိုလဲ6လစာတစ်ခါလဲသွင်းငါတစ်လစောက်ပေးမယ်အဲ့လိုမှမဟုတ်ရင်တော့ဆင်းသွားကြပြီတော့ဒီလိုနဲ့ဦးလုံးပါလည်းကျိန်မောင်းပြောဆိုပြီးပြန်သွားပါတော့တယ်ခင်ပွန်းတို့လည်းအေးခဲသည့်တန်အောင်အန်တူပြီးအလုပ်ဆင်ကြပါတယ်ဒါပေမဲ့ထင်သလောက်အလုံးမဖြစ်ခဲ့ပါဘူးအိမ်မှာလည်းရွှေမတယောက်ကမီးဖွားပြီးတယောက်ကကိုဝင်ဆောင်ထားရတော့ဇေယိစကားတွေကပိုးပြီးကုန်ကြလာရပါတယ်တိတ်တားလေးတိတ်ကလေးကလည်းငိုလိုက်တာသမီးရဲ့တခုခုဖြစ်လို့လားနို့လေတိုက်ကြည့်ပါဦးတိုက်တာပဲအမေရဲ့သမီးတို့လည်းဘာမှမစားရတော့နိုးမထွက်ဘူးနဲ့တူပါတယ်မက်ဖြူကရုတ်ခမကြီးအားအမေသမီးတို့တခုခုတော့လုံးဝဖြစ်မယ်နဲ့တူတယ်နော်အိမ်လာကပြီးဖို့ကလည်းတဖြည်းဖြည်းနဲ့နီးလာပြီအိမ်မှာလည်းလာကပြီးဖို့နေတသားစားဖို့တော့အနိုင်ဖြစ်နေတာသမီးတို့ခင်ပွန်းတွေအလုတ်ထွက်နေတာလည်းဟုတ်ပါတယ်ဒါပေမဲ့ထင်သလောက်မှမရကြတာဒီလိုဆိုရင်သမီးတို့အိမ်ဘဝဆင်းရမှာကျိန်းသေးပဲဘယ်မှာနေကြမလဲဆိုတာအခုတည်းကစီစဉ်ရတော့မယ်အမေဟုတ်တယ်ကျွန်တော်တို့လည်းဒီတိုင်းထိုင်နေလို့မဖြစ်တော့ဘူးမနှက်ဖြန်ကြရင်ညိုးတက်ပြီးအလုံးရှောင်မှဖြစ်တော့မယ်နောက်တနေ့မှာတော့ခင်ပွန်းဖြစ်သူတို့မြို့ပေါ်တက်ပြီးအလုံးလုံးကြပါတယ်ဒါပေမဲ့တလကုံနဲ့အထီအိမ်လာကပြီးရင်လုံလောက်တဲ့ငွေကိုမချနိုင်ခဲ့ပါဘူးဒီတော့အလွန်အေးဆက်တဲ့ဆောင်းရာသီမှာပဲအထုပ်ပိုးတွေပြင်ပြီးအိမ်ပေါ်ကဆင်းပေးလိုက်ရတော့တာပေါ့အမေသမီးအေးတယ်မခံနိုင်တော့
ကိုဝင်ကြီးနဲ့ဆိုတော့လမ်းဦးကြီးရှောက်ရတာသမီးဘလို့မှအဆင်မပြေနိုင်တော့ဘူးခါးတွေလည်းအရန်ကိုက်နေပြီအမေရဲ့အေးပါငါသမီးရဲ့ဟိုနားမှာဂိုးတောင်အလွတ်တလုံးတော့တွေ့ရခဏသွားခုနေရအောင်သို့တော်လည်းဆိုင်ပိုင်ချင်းကနှင်ထုတ်တာကြောင့်ကြာမနေလိုက်ရပါဘူးကျမတို့ဘလောက်ကြာလမ်းထက်600အောင်ပါလဲဒီလောက်အေးခဲနေရကျမတို့တည်သွားလိမ့်မယ်ဘိုက်ထဲမှာလည်းအစာရှိကြတာမဟုတ်ဘူးတနေရာမှာနေဖို့စီစဉ်ပေးပါလားဒီတော့ချွေးမလေးမဖြူကငါတို့မှာပတ်စံတပြားမှမရှိဘူးဒီတော့ဘသူမှငါတို့လက်ခံမှာမဟုတ်အမမှာအစီအစဉ်တစ်ခုတော့ရှိတယ်တောတွေကဘသူမှမပိုင်တဲ့မြေနေရာတစ်ခုမှာအမတို့ကိုယ်တိုင်အိမ်ဆောက်ပြီးနေကြမလား စောက်တာတော့ဟုတ်ပါပြီသမီးရဲ့အမေတို့မှာသဲလည်းမရှိအုပ်လည်းမရှိဘလို့စောက်ကြမှာလဲအဲ့ဒါတွေဝယ်ဖို့ပတ်စံလည်းမရှိဘူး ကျမတို့ငယ်ငယ်တုန်းကတော့ချွတ်နဲ့နောက်ရှိနဲ့နေပြီးဘီးလက်မြေလှုပ်ဆောက်ထားတဲ့အိမ်လေးမှာနေခဲ့ဘူးတဲ့တစ်သားတို့ချွတ်တို့ကိုအသုံးပြုပြီးအိမ်တစ်လုံးဆောက်လို့ရတယ်အမေဟုတ်ပြီဒါဆိုရင်လည်းအိမ်ဆောက်ဖို့လိုအပ်တာလေးတွေတာဝန်ခွဲပြီးစုဆောင်ကြတာပေါ့ကျမကတော့တောထဲမှာထင်းသွားခုတ်လိုက်မယ်ဟုတ်အမကျမအုတ်ခဲတွေလိုက်ကောက်မယ်ကျမတို့နှစ်ယောက်လည်းချွတ်နဲ့နောက်ရှိတွေစုလိုက်မယ်နော်ဒီလိုနဲ့ချွေးမတို့လည်းကိုတာဝန်ကိုယူပြီးအိမ်တစ်လုံးဖြစ်အောင်ဆောက်ကြပါတော့တယ်အလုံးမလုံးနိုင်လောက်အောင်ခိုက်တုံနေပြီမဲ့ရာသီဥတုကိုအန်တုပြီးစူးစမ်းကြပါတယ်။အမကြီးကျမတို့ထင်းတွေခုတ်ရင်းနဲ့လက်တွေတုံကျင်လာပြီးမခုတ်နိုင်တော့ဘူး။ဒါဆိုရင်လက်နှစ်ဖက်ကိုနွေးအောင်ပို့လိုက်ညီမလေး။လှုပ်မြန်လုံးမှငါတို့အိမ်မြန်ဆောက်နိုင်မယ်။အိမ်မြန်ဆောက်နိုင်မှနွေးထွေးနေရမှာနော်။ညီမလေးရွာထဲမှာနောက်ချီစုထားတာလေးလိုက်တောင်းရအောင်။သူတို့လည်းအသုံးမလို့တော့ပြီးလောက်မှာပါ။ သမီးမဖြူကတော်လိုက်တာအရေးကြုံလာရင်အရန်စဉ်းစားတတ်တာပဲအခုလည်းအုတ်လုံကြီးတွေကိုသိတယ်သမီးကဘလို့လုပ်တတ်တာလဲ ကျမအဖေကပယံဆရာလေဒီတော့ငယ်ငယ်တည်းကတင်ပေးထားတာချွတ်နဲ့နောက်ချီတွေကိုရောပြီးတော့မီးကင်လိုက်ရင်အုပ်ဖြစ်တယ်တစ်သားတိုင်လေးတွေကိုစိုက်လိုက်မယ်ပြီးရင်မီးဖုတ်ထားတဲ့အုပ်နဲ့နယ်ထားတဲ့ချွတ်နေရံပြီးအကာဆောက်လိုက်မယ်လေဒီလိုနဲ့3ရက်အတွင်းမှာပဲလေတန်းခံနိုင်တဲ့နေရန်တစ်ဖက်ကိုဆောက်လုပ်နိုင်ခဲ့ပါတယ်ကဲအိမ်နေရန်တော့ဆောက်ပြီးပြီအမိုးလိုနေတာတို့တွေဘလို့တက်ကြမလဲအမိုးအတွက်ကတော့ကောက်ယူချောက်တွေလိုတယ်ခက်တာစောင်းတွင်းမှာဘယ်မှာကောက်ယူချောက်တွေ့ပါမလဲနောက်တနေ့မှာတော့ကံကောင်းထောက်မစွာနဲ့ပဲလူတစ်ယောက်ဟာကောက်ရိပ်ဖို့အလုတ်သမားတွေရှာနေတာကိုတွေ့လိုက်ရပါတယ်အေးအရန်ဤတော့အလုတ်သမားရှာရတာအခက်တွေ့လိုက်တာဒီအချိန်မှငါလေကိုမရိပ်ရင်ပြတ်တော်မှာဖျားသခင်ရဲ့ကဲတော်မူပါကောက်ရိပ်ပြီးမဲ့လူတွေပေါ်လာပါစေ ဘိုင်ကျမတို့ရိပ်ပေးနိုင်ပါတယ်ကျေးဇူးပြုပြီးတော့ကျမတို့ကောက်ယူချောက်လေးတွေတော့ပြန်ဆွတ်ပေးလို့ရမလားရပါတယ်ဒါတွေကငါတို့လည်းမလိုပါဘူးအကုန်ယူသွားလိုက်ငါသီးနှံတွေမပြတ်ဖို့ပဲအရေးကြီးတယ် ဒီလိုနဲ့ရွှေမတို့လည်းမနက်ခင်းအစောရဲ့အေးတံကိုအန်တူပြီးရိတ်သိမ်းကြပါတော့တယ်တာဝန်ပြီးဆုံးသွားတဲ့နောက်မှာတော့အလုတ်ချင်းအားအသီးနှံများနဲ့လှုပ်အားကများကိုပူလိုပေးလို့လိုက်ပါတော့တယ်ကဲညီမတို့ကြော်စရာပါပဲအခုဆိုရင်ငါတို့မှာပတ်စံလေးနည်းနည်းရှိလာပြီစားဖို့လည်းမပူရတော့ဘူးကောက်ယူချောက်တွေနဲ့အမိုးမိုးလိုက်ကြစို့ဒီလိုနဲ့သူတို့ရဲ့နောက်ရှိနဲ့ဆောက်တဲ့အိမ်လေးဟာအမိုးရောအကာရောပြည့်စုံသွားပါတယ်ကြံရှိနေတဲ့ကောက်ယူချောက်တွေကိုတော့နေစရာထိုင်ခင်းများကိုပါရက်လုံးကြပါတယ်တွေ့လားငါတို့အားလုံးရဲ့အိမ်လေးပြည့်စုံသွားပြီအခုဆိုငါတို့ကတော့သူများကိုအိမ်ငှားတင်လို့ရနေပြီတို့တွေဘလောက်ပဲဆင်းရဲနေပါစေအားလုံးတက်ညီလက်ညီနဲ့စူးစမ်းတိဆောက်ကြတာဒီရလက်ကိုငါတို့အခုခံစားရပြီလေစီးလုံးညီညွတ်ခြင်းဟာအင်အားတရက်ပဲမဟုတ်လားညီမတို့ရဲ့